အားလုံးပဲမင်္ဂလာပါမနေ့ပြန်12ရက်နေ့ကြာတာဗလင်းလေးတော့ပေါ့ဒီ site နဲ့ဆိုရင်တော့6တလုံးကြိုက်တယ်အဲ6နဲ့တော့ကြိုက်တာနဲ့ကပ်ပေါ့ကျွန်တော်ဒီ4လုံးထုတ်တာပဲ68 61 65 64ဒီနှစ်ကွက်တော့လည်းပိုကြိုက်တော့68နဲ့65ဒါမှမဟုတ်ဒီဘက်ဆိုင်နဲ့ခါကျတော့ဒီဘက်လည်း၄ကွက်တုံးရတဲ့ချင်းအောင်မှာ10 break ပေါ့3 break ကအရင်အဲ့တော့ဒီနှစ်ကွက်ကြိုက်တယ်ပေါ့တုံးရ8နဲ့1ခွန်10 break အရင်ကတော့3 break ကတုံးရ3နဲ့1နှစ်ကြိုက်တူနဲ့ကစားကြည့်ပါစိုက်ကတော့လွဲနေလို့တွေ့ရစိုက်ပြပြီကျော်စိုက်ကြည့်အောင်ကျော်ထိတ်စီတစ်လုံးရင်ဖမ်းပါခွန်နဲ့တုံကြပါအောင်ခွန်ထိတ်စီပေါင်းခွန်တပင်ချာခွန်ရဲ့9နဲ့3ပေါင်း10ပေါ့ခွန်10ပြင်တပင်ချာခွန်နဲ့ပေါင်း9ခွန်10 9တပင်ချာ30လို့ထပ်ပြင်တော့4နဲ့6နဲ့ပေါင်းတော့6ထိပ်ပေါ့အမဒီ frame နဲ့တွားမယ်။ဒါခွန်ထိပ်ရိုက်ပြီးဒီမှာတုံညာထိပ်ကြောင့်လို့ဒီထိပ်စီနှလုံးပေါင်းတုံညာပြန်ရိုက်9နဲ့1ပေါင်းတုံညာဒါထိပ်စီတွက်နေတပင်ကြားမှာခွန်ထိပ်လိုက်ခွန်နဲ့ခတ်တုံညာကြောင့်လို့ဒီ4နဲ့6ပေါင်းတုံညာပြန်ဖြစ်မှာ6ထိပ်ရတပင်ကြားခွန်နဲ့ခတ်တုံညာရိုက်တုံညာကြောင့်လို့ဒီနှလုံးတုံညာပြန်ဖြစ်မယ်ဆိုရင်6ထိပ်ပဲပေါ့ဒီ6ထိပ်ကဒီကောင်ရဲ့လက်စုံလုံးဆိုင်စုံပေါ့ဒီတုံညာထိပ်နဲ့နှစ်ပင်ကျော်နှစ်ထိပ်နဲ့ပေါင်းနှစ်ပေါ့တပင်ချာ9ထိပ်နဲ့နှစ်ပင်ကျော်ခွန်နဲ့ပေါင်း9နဲ့ခွန်ပေါင်းနှစ်ပဲပေါ့တပင်ချာနှစ်ထိပ်နဲ့နှစ်ပင်ကျော်တုံညာနဲ့ပေါင်းနှစ်ပဲပေါ့တပင်ချာအခုဒီမှာ6ထိပ်ဆိုတော့နှစ်ပင်ကျော်ကနှစ်ဖြစ်ဖို့ဆို6ထိပ်ထဲပေါ့ဒါလည်း6ထိပ်ပဲဒီကနေခွန်8 9တုံညာဆိုလည်း6ထိပ်ပဲပေါ့အဲ6တလုံးကြိုက်တော့ကြိုက်တာလည်းကဲဒီမှာတော့ဒီ၄ကွက်ထောက်တာ68ကဒီဆိုင်ပါပဲသူကဒီနှလုံးပေါင်းနှစ်ဖြစ်တာနဲ့သူကနှစ်ခက်4ရ4ရ5ရပေါင်း4လို့ပြန်ဖြစ်နှစ်4ပေါ့နှစ်ခက်နဲ့တပင်ကြောင့်9နဲ့ခွန်ပေါင်းနှစ်ဆိုရင်4ရ5ရပေါင်း4ပေါ့နှစ်4နှစ်ခက်ပေါ့တပင်ကြောင့်နှစ်နဲ့တုံညာပေါင်းနှစ်ပေါ့ဒီဆိုရင်2ရ8ရ4ရပေါင်း4ပဲပေါ့နှစ်4နှစ်ခက်တပင်ကျော်အခုဒီမှာနှစ်4ထပ်ပြီးမယ်ဆို6နဲ့6ပေါင်းနှစ်ဒီ3လုံးပေါင်း4ဖြစ်ရမယ်ဆို4ရ2ရ6ရှိပြီ4ဖြစ်ဖို့ဆို8ထဲမယ်ဆို68ကွာပေါ့ဒါမှမဟုတ်ဒီဆိုင်ပါမယ်ဒီခွန်တုံညာ frame ကြောင့်ဒီတုံညာကို9နဲ့1ပေါင်းတုံညာဒီခွန်ကကြတော့ဒီထိတ်နဲ့ဒီတစ်ထိတ်နဲ့6ပိန်းနဲ့ပေါင်းခွန်ဒီ frame ပြန်ပြီးတော့လောက်တော့ဒုတိယကက်လေးဒီမှာနှစ်ပင်ချာတုံညာဆိုရင်4နဲ့6ပေါင်းတုံညာ
ဆိုခွန်လို့ကြမ်းမယ်ခွန်ဆိုရင်ဒီ၄ထိပ်နဲ့3ပိတ်နဲ့ပေါင်းခွန်ပါတပင်နှစ်ပင်ချ3ညဆိုရင်4နဲ့6ပေါင်း3ညခွန်ဆိုရင်ဒီနှစ်ထိပ်နဲ့5ပိတ်နဲ့ပေါင်းခွန်ဖြစ်လာဆိုရင်65ဒါမှမဟုတ်ဒီ3ညဒီ8နဲ့6ပေါင်း4ဒီ3ညဒီနှလုံးပေါင်း3ည1နဲ့3ပေါင်း4ဒီ3ညဒီ4နဲ့6ပေါင်း3ည3နဲ့1ပေါင်း4ဆို61ဒါအရင်4ကွက်ထဲမှာဒီ2ကွက်ခြိုက်တယ်ဒါမှမဟုတ်ဒီခွန်ရဲ့ဘေးကအပိတ်နှလုံးပေါင်း3ည6ပေါင်း6လို့တွားမှာခွန်ရပြ3နဲ့3ပေါင်း6လို့တွားမှာဆိုခွန်ရပြ2ရဲ့4ရဲ့ပေါင်း6လို့တွားမှာ64ဒီဆိုင်နဲ့ဆိုရင်တော့6တလုံးမှာကီးရတော့ကီးနဲ့ကပ်ပေါ့ဒါတော့စိုက်အကြပဲထုတ်ထားပြီ68 61 64 65အောက်ဒီနှစ်ကွက်တော့နည်းပူကြိုက်တယ်ကဲဒီ site ကြိုက်ရင်တော့ဒီမှာနောက်တစ် site ရှိတော့ဒီစနစ်ကြာဒီတော့ဒီကခွန်ကဒီမှာနှစ်ငါးကိုချိန်တော့ခွန်ကနှစ်ငါးကိုချိန်နေချိန်ဒီ3လုံးပေါင်း8ရဲ့6ရဲ့3ရဲ့ပေါင်းခွန်8ရဲ့6လုံးပေါင်းခွန်ဆိုမှာခွန် breakခွန် break ကိုခွန်55ချိန်မှာဒုတိယကလည်းခွန်9ကခွန်9ကိုချိန်မှာဒီတိုင်းမှာဒီနေ့ရဲ့ခွန်ရဲ့3ရက်ပေါင်းနှစ်ကဒီမှာနှစ် break ပေါ့ဒီမှာခွန် break ဒီမှာနှစ်ကနှစ် break ခွန်9ချိန်နဲ့နှစ် break တတိယကလည်းဒီမှာ3ရက်3က3ရက်4ကိုချိန်ပေါ့break က4ရက်3ရက်ခွန်ရပါ4ရက်ဒီမှာ4 break ထဲမှာ4 break 3ရက်3ချိန်ကဲဒါဆက်ပေးမယ်ဆိုရင်မနှက်ဖြစ်ကြရင်3ရက်1ချိန်မှာbreak က3ရက်3ရက်5ရက်ပေါင်း8ဆိုတော့8 break နဲ့3ရက်1ချိန်မှာအဲ့3ရက်1ချိန်8 break အရင်3 break ထည့်ထားပြီပါဝါနဲ့လဲပါမှာဆိုတော့ည3ရက်1ချိန်ကို8 break နဲ့ဆိုရင်3ရက်8နဲ့1ခွန်ရှိမယ်3ရက်8နဲ့1ခွန်3ရက်8နဲ့1ခွန်အရင်3 break 3ရက်1ချိန်3 break နဲ့ဆို3ရက်3နဲ့1နဲ့ပေါ့ဒါဒီဆိုင်နဲ့ဆိုရင်တော့ဒီ4ကွက်ပေါ့ကဲဒီဆိုင်ကြရင်တော့6တလုံးကြိုက်လာတဲ့ကဲဒီ4လုံးကဲအားလုံးပဲ good luck ပါ